အိမ်ထဲကပင်ကူကိုဂျူနဲ့ထုတက်လိုက်နိုင်ပေမဲ့ဒါဟာအဆက်ပဲရှိပါသေးတယ်အပြီးမှတော့ထောင်ပေါင်းများစွာသောအစိတ်ရှိပင်ကူတွေကသူ့ကိုဝိုင်းထားကြပါတယ်ဘာဖြစ်လို့လဲဆိုတော့အနန်ခံလိုက်လာခင်ပင်ကူတွေဟာသူတို့ရဲ့အုပ်စုဝင်တက်ကောင်အသက်ခံလိုက်ရတယ်အငိုးနဲ့အဲ့ဒီကောင်လေးစီကထွက်တဲ့ကြောက်စိတ်အနန်ကိုခံပြီးအိမ်မပြီးမှဝိုင်းအောင်ဆော်ဆိုင်နေကြတာပါပင်ကူဖုတ်ကောင်ဖြစ်သွားတဲ့မင်းကလေးစောစောကပင်ကူအတိုက်ခံရပြီးပင်ကူဖုတ်ကောင် Spider Zombie ဖြစ်သွားတဲ့မင်းကလေးကလည်းကျန်တဲ့ပင်ကူတွေကိုအိုးဆောင်ပြီးအိမ်တန်ခါကိုဝိုင်းဝင်ထိုးဖောက်ဖို့ကြိုးစားနေပါတယ်ပင်ကူတောင်ပေါ်ကိုဖက်စီးနေချင်းကောင်လေးကသူတို့ရဲ့အတိုက်အမြုံဖြစ်တဲ့တောင်ပေါ်ကိုအစောပိုင်းမှာတွားရောက်ချိပါခဲ့တာကြောင့်ပင်ကူဖရိမာကသူ့ကိုအသေးသက်ဖို့အမိန်ပေးချလို့ပဲဖြစ်ပါတယ်ကောင်လေးဟာအိမ်ထဲမှာပိတ်မိနေပြီးအပြင်မှာတော့ပင်ကူတပ်သားတွေကအိမ်ခေါင်မုန်းနဲ့နန်ညန်အကြောင်တွေကြားကနေတိုးဝင်ဖို့ချောင်းနေကြပါပြီ